ရောက်ခမမြေကနာမည်ကြီးအစားအစာ၃မျိုးရဲ့အထူးပြုလုပ်နည်းအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်နံပါတ်1 kimchi ကတော့ကိုရီးယားနိုင်ငံရဲ့သင်္ကေတအစားအစာတစ်မျိုးမလို့မပါမဖြစ်ပါပဲ kimchi လုပ်နည်းကိုအတော်များများကသိနေပြီဆိုပေမဲ့မသိသေးသူတွေအတွက်ကတော့ကိုရီးယားရိုးရာ kimchi လုပ်နည်းစစ်ကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးမုံညင်းတုပ်တွေကိုစားနေပေးပြီးလင်ပန်းအလွတ်တစ်ခုတွေကိုထည့်ထားလိုက်ပါပြီးရင်တော့ kimchi ရဲ့အသက်ဖြစ်တဲ့ kimchi အနှစ်လုပ်ဖို့ပြင်ဆင်ပါမယ်အရင်ဆုံးဆန်မှုတ်ကိုအရေးဖြောပြီးတကြားညိုပါထည့်မွေပေးလိုက်ပါပြီးရင်တော့ blender တွေကိုချက်သွန်ဖြူဂျင်းချက်သွန်နီနဲ့ငါးငတ်ပြားရဲ့အနှဲငယ်ထည့်အရသာပိုရှိစေဖို့အပေါ်ကနေ ready made တူနာငါးတွေကိုထည့်ပြီးအတူတူရောချိတ်ပေးလိုက်ပါရလာတဲ့အနှစ်တွေကိုအရေးဖြောထားတဲ့ဆန်မှုတ်ရည်တွေကိုထည့်ကိုရီးယားငယ်သီးမှုတ်တွေထည့်ပြီးနှက်ဆောင်မှွေပေးလိုက်ပါပြီးရင်တော့ kimchi နဲ့တူတူထည့်နေပေးဖို့မုံလာဦးနီမုံလာဦးဖြူချက်သွန်မိတ်တို့ကိုနှုတ်စင်းကငရုတ်နှစ်ထဲရောနေပေးလိုက်ပါနောက်တစ်ဆင့်မှာတော့စားနေထားတဲ့မုံညင်းရက်တွေကိုရေးပြောင်းဆင်းအောင်ဆေးပြီးနေထားတဲ့မုံလာဦးငရုတ်နှစ်တွေနဲ့အရသာဝင်အောင်နှိမ့်နယ်လိမ့်ချန်ပေးရပါမယ်အကုန်လုံးအစင်သေးဖြစ်ရင်တော့ဘူးအလွတ်တစ်ခုတွေကိုထည့်ဆင်ပြီးအချိန်တော်ကြာနှက်ထားပေးလိုက်ရင်တော့အရသာရှိနဲ့အိမ်လုံးကင်ချီလေးကိုစားလို့ရပါပြီကိုရီးယားနီးစနစ်အတိုင်းလှုပ်ထားအောင်မလို့ဟန်ကူမြေကိုရောက်သွားသလိုခံစားပြီးစားလို့ရပါတယ်နော်နံပါတ်2ချက်သွန်မိတ်ပီဇာကိုရီးယားရဲ့ရိုးရာပီဇာလို့တင်စားနိုင်တဲ့အစားအစာတစ်မျိုးကတော့ချက်သွန်မိတ်ပီဇာပါပဲနန်းတွင်းဇာကားတွေကစလို့ခက်တဲ့ series တွေမှာပါနေရာယူထားတဲ့မင်းညိုမလို့လိုင်းလုံးစားကြည့်ခြင်းသူတွေအတွက်မျှဝေပေးချင်တာပါအရင်ဆုံးမုံနှစ်ကြိုရမှာဖြစ်လို့ပကံလွတ်တစ်ခုတွေကိုပြောင်းကော်မုံ20 gram ထည့်ပြီးရေ150 ml ထည့်လိုက်ပါအနှစ်ခက်ဖြစ်လေးရလာရင်တော့ချက်သွန်မိတ်တွေကိုစလှီလို့ရပါပြီချက်သွန်မိတ်လှီးပြီးရင်တော့ခက်ဆက်လေးစားလို့ရအောင်ငရုတ်သီးအနီတောင်းကိုလည်းလှီးပေးထားလိုက်ပါပြီးရင်တော့အသင့်ဖြော်ထားတဲ့မုံအနှစ်တွေထဲကိုချက်သွန်မိတ်တွေထည့်ပြီးနေပေးထားပါမယ်နောက်တစ်ဆင့်မှာတော့ချက်သွန်မိတ်မုံအနှစ်ကျော်တနည်းအားဖြင့်ချက်သွန်မိတ်ပီဇာလေးကိုလုပ်ဖို့အိုးရဲကိုစီအနှဲငယ်ထည့်အပူပေးလိုက်ပါစီပူလိုက်ရင်တော့မုံအနှစ်ကတ်ထားတဲ့ချက်သွန်မိတ်တွေထည့်ကျော်ပြီးအပေါ်ကနေငရုတ်သီးတောင်အနီလေးတွေလှီးထားတာတင်ပေးလိုက်ပါတယ်ဟိုဘက်ဒီဘက်လှမ်းပြီးချက်တလောက်အနေထားမှာစီအနှဲငယ်ထည့်ပေးလိုက်ပါပြီးရင်တော့ထက်လှန်ပေးပြီးနှစ်ဖက်လုံးခက်ရဲရဲလေးတွေဖြစ်လာရင်တော့မီးပိတ်လိုက်လို့ရပါပြီအတူတွဲစားဖို့အချင်းလေးကိုတော့ဘဲငက်ပြားကြီးအချီရှာလကာရင်ငရုတ်ကောင်းနှံချက်သွန်မိတ်နဲ့တကြားတို့ကိုတစုံစီထည့်ဖြော်ပေးလိုက်ပါနောက်ဆုံးမှာတော့ချက်သွန်မိတ်မုံနှစ်ကတ်ကျော်ချက်သွန်မိတ်ပီဇာလေးကိုကတ်ကြီးလေးနဲ့ကိုက်ပြီးသုံးဆောင်လို့ရပါပြီရှင် K-drama တွေထဲကစပုံမှုလေးလိုခန်းစားချင်ရင်တော့ချက်သွန်မိတ်ပီဇာလေးကိုလှုပ်ရှားကြည့်လိုက်တော့နော်နံပါတ်3ကိုရီးယားပဲကြဆန်တုပ်ကိုရီးယား food blog တွေကစလို့ K-drama တွေနဲ့လက်တွေ့ lifestyle တွေအထိပါနာမည်ကြီးဟင်းလျာတစ်မျိုးဖြစ်တဲ့ကိုရီးယားပဲကြဆန်သုံးနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။အရင်ဆုံးပဲကြဆန်တွေကိုရင်းနှီးပွက်ပွက်ဆူတွေထည့်ပြုတ်ပေးလိုက်ပါ။ပဲကြဆန်တွေပြော့လာတဲ့အခါမှာတော့ဆဲယူထားပြီးအေးခံထားရပါမယ်။ပြီးရင်တော့ပဲကြဆန်တုံးမှာနေစားဖို့အနှစ်ကိုဘဲငက်ပြားရဲ့အကြီးနှမ်းစီမှွေတကြားညိုနဲ့နှမ်းတို့ကိုဖြောမှွေပေးလိုက်ပါရလာတဲ့အနှစ်တွေကိုပဲကြဆန်နဲ့လောင်းထည့်ပြီးနေပေးရပါမယ်ရှင်ပဲကြဆန်တုံးမှာအတူတွဲစားဖို့မုံလောင်းနီငရုတ်ပွားတီမိုးချက်သွန်နီဦးကြီးကြီးနဲ့ချက်သွန်မိတ်တို့ကိုနှုတ်ဆင်းပြီးချက်သွန်ဖြူကိုလည်းဓာပြရိုက်နှုတ်ဆင်းပေးလိုက်ပါတယ်ပြီးရင်တော့ပကံအလွတ်တစ်ခုတွေကိုကျုံးဦး3လုံးလောက်ဖောက်ထည့်ပြီးခလောက်ပေးလိုက်ပါတယ်ကျုံးဦးကြော်ဖို့ရအိုးရဲကိုစီထည့်ကြော်ပေးလိုက်ပြီးတော့ဆဲယူထားလိုက်ပါရှင်နောက်တစ်ဆက်မှာတော့ချက်သွန်နီစီသက်ပေးပြီးလှီးထားပြီးသားမုံလာဦးနီနဲ့ငရုတ်ပွားတီအနီတို့ကိုလည်းဆက်ကြော်ပေးပါဒီနီလန်းလေးအတိုင်းမှုန်လှီးထားတာလေးတွေကိုလည်းကြော်ပေးပြီးဟိန်းနုနယ်အရွက်ကိုလည်းစီသက်ကြော်လို့ပေးလိုက်ပါတယ်အကုန်လုံးကိုကြော်လို့ပြီးရင်တော့ပဲကြဆန်တုတ်ထဲမဲ့အစာပလာအလုံးကိုပြင်ဆင်ပြီးသလောက်ရှိရင်တော့နောက်ဆုံးအစ်စ်မှာကျုပ်ကြော်ထားတာတွေကိုလှီးပြီးအစာပလာတွေအကုန်လုံးပေါင်းကပဲကြဆန်တုတ်နဲ့ထားတဲ့ထဲကိုထည့်နေပေးလိုက်ရပါမယ်။ကဲဒါဆိုရင်တော့ကိုရီးယားပဲကြဆန်တုတ်ရွှဲရွှဲလေးကိုရလာပါပြီရှင်။ပဲကြဆန်တုတ်ဆိုတာကလည်းကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းညိုတစ်မျိုးပဲမဟုတ်လို့ဟန်ကူကိုချေချတဲ့သူတွေလိုက်လို့စားကြည့်လိုက်တော့နော်။အလုံးကိုချစ်စွတ်တပါတယ်။ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဟင်းလျာအသေးစမ်းတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။